တောက်ကြနေ့မွေးသူအလုံးမင်္ဂလာပါ2026ခုနှစ်ဇွန်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းမှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေအထားရှိတဲ့လမ်းကြောင်းသစ်ပုံစံသစ်ဘဝအခွင့်အရေးသစ်တွေနဲ့ထိတိုက်တွေ့မယ်လို့သမျှအလုံးကအသစ်ဖြစ်နေမယ်တခါမှမလုပ်ဘူးတဲ့လူတွေလုပ်ရမယ်တခါမှမကြုံဘူးသေးတဲ့အတွေ့အကြုံသစ်တွေကိုလည်းရရှိမယ်ဆက်ဆက်တဲ့ဝိဉ္ဇဉ်အကုန်လုံးပြောင်းလဲနေမယ်ကိုယ်တိုင်ကလည်းလိုက်ပြောင်းလဲရမယ်ထူးခြားတဲ့ကံကြမ္မာလမ်းကြောင်းအသစ်တွေနဲ့တိုးတက်မှုသစ်တွေကိုကြုံတွေ့ရလိမ့်မယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်15ရက်နေ့ကတော့ဘဝကံလမ်းကြောင်းနဲ့တိုးတက်မှုခွင့်ရသစ်ကိုပုံမယ်ဒါပေမဲ့မတော်တဆနေကျူးဆက်ရမယ်ငကဘောရက်နဲ့မဟာရကျန်းတိုက်တယ်အနောက်တောင်ရက်ကိုတည်သွားစေနေဖြစ်တတ်တဲ့မနေ့9နိုင်ကနေ10နိုင်ခွဲတွင်ကျူးဆက်ရမယ်16ရက်နေ့မှာတော့ထူးခြားတဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းနဲ့ကံကောင်းခြင်းကြုံမယ်18ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းနဲ့ငွေကြေးကံကောင်းခြင်းကိုကြုံမယ်18ရက်နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်19ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးတော့20ရက်နေ့မှာငွေကြေးလုပ်ငန်းရေးရာစီးပွားရေးရာကံကောင်းမယ်21ရက်နေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းစိတ်ချမ်းမြေ့ခြင်းရှိမယ်အတိုက်ခံတဲ့ကြုံပြီးမှအောင်မြင်မယ်21ရက်နေ့မှာတော့ငွေကြေးရကံလုပ်ငန်းကံဘဝကံတွေရဲ့အနှစ်သာရအကျိုးပေးမှုဆက်လက်အကောင်းသွားတယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့တင်ငါးကုကနန်းနေ့အကျိုးပေးတယ်အဝါရောင်နေမောရောင်ရွှေရောင်နှုတ်နေရောင်တို့ကိုအကျိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းခြင်းကံကြမ္မာများရစေရန်တို့ကဇွန်လ19ရက်ဇွန်လ20ရက်နေ့နှစ်သက်ရရက်ကိုရွေးပြီးတော့ကောင်းစေးကောင်းလျှော်ပြုလိုက်ပါကောင်းစေးမင်္ဂလာရက်ကောင်းတွေဖြစ်တဲ့ကောင်းသောကျက်စီတိုးခြင်းနဲ့ကျမ်းမာခြင်းဘဝတိုးတက်ခြင်းကနေအထင်ရှားရရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်